Hello, this is Teacher Imo. Welcome back to my YouTube channel. Hello, အားလုံးပဲမင်္ဂလာပါ Teacher Imo ပါဒီနေ့သင်မယ့်သင်ခန်းစာလေးက we are going to learn about lexical main verbs full verbs lexical များသောအားဖြင့်သိကြတဲ့ main verbs လို့ခေါ်တဲ့ verb တွေကိုလေ့လာရမှာဖြစ်တယ်ဒီသင်ခန်းစာကိုဘာကြောင့်ကို unit 3မှာထည့်ထားတာလဲဆိုလို့ရှိရင် teacher တို့နောက်ထပ်ပြီးတော့သင်မယ့် unit 4 unit 5 unit 6 unit 7ပေါ့နော် present simple simple present present continuous tense နဲ့ future tense တွေကိုtenses တွေကိုသင်တော့မယ်ဆိုရင်ဒီ verb တွေကိုသိထားမှရမယ်เนาะ verb 1ကနေ verb 2ဘယ်လိုသွားမလဲ verb 3ဘယ်လိုသွားမလဲเนาะပြီးလို့ရှိရင်နောက်က verb ing ဘယ်လိုပြောင်းသွားလဲဆိုတဲ့သင်ခန်းစာတွေကိုဒီ words တွေကိုစကားလုံးတွေကိုသိရမှာဖြစ်တယ်အဲ့တော့အဲ့ဒါမသိဘဲနဲ့ကျတို့present simple တို့เนาะ past simple တို့ပြီး present continuous တို့ future tense တို့ကဒါသင်လို့မရဘူးပေါ့နော်အဲကြောင့်မလို့ဒီချက်ကအဲ့ဒီသင်ခန်းစာတွေမတိုင်ခင် unit 3 lexical main verb full verbs သင်ခန်းစာကိုထည့်ထားရခြင်းဖြစ်တယ်Okay, so look at here. Do you know regular verbs? Do you know irregular verbs? Regular verbs ဆိုတာဘာလဲမင်းတို့သိလားဒါမှမဟုတ် irregular verbs ဆိုတာလည်းသိလားအဲ့တော့ verb တွေမှာနှစ်မျိုးရှိရပေါ့နော် regular verb နဲ့ irregular verb အဲ့တော့ regular verbs are always the same in their past and past participle forms irregular verbs don't follow the regular rules or adding ed or d to form the simple past and the past participle formsအဲ့တော့ regular verbs တွေကတော့အမြဲတမ်းလိုလိုသူတို့ရဲ့ their past and past participle တွေကတူညီတယ် ed ဒါမှမဟုတ်ဒီမှာ verb 2မှာ ed ဆိုလဲ verb 3မှာလည်း ed ပေါ့နော် regular irregular တွေကြတော့အဲ့လိုမဟုတ်ဘူး ed တွေဒီတွေပေါင်းထည့်တာမဟုတ်ဘဲနဲ့သူကတော့ကွဲပြားခြားနာတယ်ပေါ့နော်အဲ့တော့ဒီလို verb တွေကိုစပြီးတော့လေ့လာရအောင်နော်Okay ဒါဆိုရင်ဒီမှာ share ဒီသင်ခန်းစာမှာဆိုလို့ရှိရင်ဒီလိုမျိုးစကားလုံး verb 1 verb 2 verb 3 verb 5 ing ကိုလုံးပေါင်း180ကျော်လေ့လာရမှာဖြစ်တယ် Number 1 ask asked asked asking သူကကြတော့မေးသည်မေးခဲ့သည်မေးပြီးလို့ရှိရင်မေးနေသည်အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲသွားမှာဖြစ်တယ်เนาะအဲ့တော့ဒီတစ်ခုကိုပဲဥပမာပြောမယ်ကျန်တာတွေကကြတော့ base form က meaning ကိုပဲပြောပြသွားပေးမယ် answer answered answered answering ဖြည့်သည် add added added adding ဖြည့်သည်ရောသည် arrive arrived arrived arriving ရောက်ရှိသည် at added added adding တရုပ်ဆောင်သည် borrow borrowed borrowed borrowing ချင်းငါသည် brush brushed brushed brushing တိုက်သည် for example I brush my teeth เนาะသွားတိုက်သည်လို့မျိုးပြောတာပါ bake baked baked baking ဒါဖုတ်သည်မှာကိမဖုတ်သည်တို့ပေါ့နော်ပေါမဖုတ်သည်တို့စသဖြင့်သုံးလို့ရပါတယ် chase chased chased chasing လိုက်သည်နောက်ကနေလိုက်တာပေါ့နော် color colored colored coloring เนาะဒီမှာ color က verb အနေနဲ့သုံးတာဖြစ်တဲ့အတွက် color ချဲသည်ပေါ့နော် okay next climb climbed climbed climbing တက်သည် cook cooked cooked cooking ချက်ပြုတ်သည် clean cleaned cleaned cleaning တန်ရှင်းသည်အဲ့တော့ဒီထဲမှာဆိုရင် TED တို့ DED တို့အတန်တွေက DED ဆိုရင် did လို့အတန်ထွက်ပါမယ် not that เนาะ TED ဆိုလဲ tit not tat เนาะအဲ့တော့ add added added add နောက်က added added ဒါမျိုးအတန်ထွက်ပါမယ်เนาะ Okay next close closed closed closing ပိတ်သည် cross crossed crossed crossing ဖြတ်သည်ဖြတ်ကူးသည်ကိုပြောတာပါเนาะ care cared cared caring เนาะဒါဂရုစိုက်သည် call called called calling ဒါကတစုံတစ်ယောက်ကိုခေါ်တာမျိုးဒါမှမဟုတ်လို့ရှိရင်ဖုန်းခေါ်တာမျိုးအဲ့ဒါမျိုးသုံးလို့ရပါတယ် cover covered covered covering เนาะဒါဖုန်းအုပ်သည် clip clipped clipped clipping အဲ့တော့ clipping ဒါကဖြတ်သည်ညှက်သည်ပေါ့နော်ပြီးရင် cure cured cured curing cure ကတော့ဒါကလူနာကိုဆေးကုတာတွေပိုင်းမှာသုံးတယ်နော်လူနာကိုဆေးကုတာတီးပေါ့နော်နောက်က cough gh နဲ့ဆုံးမိမယ် f အတန်နဲ့ဆုံးပါမယ် cough coughed coughed coughing နော်ဒါကကြတော့ချောင်းဆိုသည် count counted counted counting ရေးတွက်သည် dust dusted
dusted dusting ဖုံးခါသည် display displayed displayed displaying ပြသသည် describe described describe describing ဒါကကြတော့ဒီဖော်ပြသည်ပေါ့နော် okay ဒါဆိုရင် next douse doused doused dousing ဒါကကြတော့ရေဘာတွေပတ်တာနော်ရေပတ်သည် escape escaped escaped escaping ဒါလွတ်မြောက်သည် exercise exercised exercised exercising ဒါကကြတော့လေ့ကျင့်ခန်းလုပ်သည် enjoy enjoyed enjoyed enjoyable ဒါပျော်ရွှင်သည် fix fixed fixed fixing ဒါပြုပြင်သည်တခုမကားရီပါပြက်လို့ရှိရင်ပြုပြင်နေဆို fix လုပ်တယ်လို့ခေါ်တာပေါ့နော်ပြီးရင်ဒီစကားလုံး float မဟုတ်ပါဘူးနော် flood flooded flooded flooding နော်ဒါကကြတော့ရေမြုပ်သည်ပေါ့ပြီးရင် fold folded folded folding ခောက်သည်အဝတ်တွေပါခောက်တယ်စကူတွေပါခောက်တယ်သုံးတယ်နော်ပြီးရင်ဒီမှာဆိုရင် fasten t is silent sound မှာ fasten fastened fastened fastening နော်ဒါချီနှောင်သည်ပေါ့နော် gust 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 gussing ဒါခံမှန်းသည် help help helped helping ဒါကူညီသည် hope hoped hoped hoping မျှော်လင့်သည် interview interviewed interviewed interviewing ဒါ interview သည်ပေါ့နော် interest interested interested interesting စိတ်ဝင်စားဖို့ကောင်းသည်ပေါ့ okay next invite invited invited inviting ဒါဖိတ်ခေါ်သည် jump jumped jumped jumping ခုန်သည် kick kicked kicked kicking ကန်သည် like liked liked liking ကြိုက်နှစ်သက်သည် live lived lived living နေထိုင်သည် love loved loved loving sorry ဒီမှာ loving ပါနော် love ဒီဖြစ်နေတယ်ပြောင်းပြီးတော့ရေးလိုက်ပါဒါက chicken နှစ်သက်သည်ပေါ့ light lighted lighted lighting ဒါကတော့မိထွန်းသည်မိညိသည်သုံးလို့ရပါတယ် listen listened listened listening နားထောင်သည် laugh 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 laughing ရီမောသည်ခုနလိုပါပဲเนาะ cough လို့မျိုးသူကလည်း gh နဲ့ဆုံးပေမဲ့ f အတန်နဲ့ပဲထွက်ပါမယ် look looked looked looking ကြည့်သည် mop mopped mopped mopping ကြံတိုက်သည် much matched matched matching ဒါကချီတက်သည် okay နောက်တစ်ခုကြည့်အောင် move moved moved moving ရွေလျားသည် nail nailed nailed nailing ဒါကတန်ရိုက်သည်ပေါ့နော် name named named naming အမည်ပေးသည် need needed needed needing လိုအပ်သည် offer offered offered offering ကန့်လှန်သည် open opened opened opening ဖွင့်သည် play played played playing ကစားသည် prepare prepared prepared preparing ပြင်ဆင်သည် phone phoned phoned phoning ဒါကဒါဖုန်းခေါ်သည်လေဒီမှာလဲဖုန်းသုံးလို့ရပါတယ် plant planted planted planting အပင်စိုက်သည် present oh sorry here present presented presented presenting တင်ဆက်သည် paint painted painted painting ဈေးချယ်သည် pull pulled pulled pulling ဆွဲသည်ခုန present ဆိုတာက noun အနေနဲ့ဆိုရင်သူ့ရဲ့အတန်ထွက်က present မှာဒီ verb အနေနဲ့ဆိုလို့ရှိရင်ကတော့ present ပါเนาะ push pushed pushed pushing တွန်းသည် question questioned questioned questioning ဒါကthe questioning မေးတယ်ပေါ့နော် rain rained rained raining မိုးရွာသည် raise raised raised raising မြင့်တက်သည် return returned return returning ပြန်ပေးသည်ပြန်ထားသည်ပေါ့နော် respect respected respected respecting လေးစားသည် remember remembered remembered remembering တတိယသည် stay stayed stayed staying ခေတ္တနေထိုင်သည် sail sailed sailed sailing ဒါရွက်လွှင့်သည် stop stopped stopped stopping ရပ်သည် study studied studied studying
စာလေးလာသည် start started started starting စတင်သည် okay နောက်ခုကြည့်အောင်အခုဒီချက်အခုထိပြောတာတွေက regular verb တွေပဲရှိသေးရဲ့เนาะဘာဖြစ်လို့လဲဆိုတော့ ed တွေပေါင်းထည့်ထားတဲ့ဟာတွေ okay နောက်တစ်ခု shout shouted shouted shouting or the smoke smoked smoked smoking တစ်စစ်လေးတောက်သည် share shared shared sharing ဒါဝေမျှသည် switch switched switched switching သူကကြတော့ဒီ switch on switch off ဆိုရင်ဒါခလုတ်ဖွင့်ခလုတ်ပိတ်ပေါ့နော်ဒီမှာကြတော့ဒါလွှဲပြောင်းသည်လဲလှယ်သည်တစ်ခုနဲ့တစ်ခုဟိုဘက်ဒီဘက်လဲအဲ့လိုတစ်ခုနဲ့တစ်ခုကွာလဲလိုက်တဲ့ဟာကိုဒါ switch လုပ်တယ်လို့လည်းခေါ်တယ်နော် tidy tidied tidied tidying ဒါတက်ရအောင်လုပ်သည် try tried tried trying စူးစမ်းသည် talk talked talked talking စကားပြောသည် train trained 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 training ဒါကကြတော့ဒီ training ပေးတာပေါ့နော်တရားရောက်ကိုပြုစုပြောထောင်ပေးတာเนาะနောက်ခု travel traveled traveled traveling ခရီးသွားသည် trip crip tripped tripped tripping ဒါခီးတို့ထွက်သည်ပေါ့နော်ပြီးရင် tend 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 tending လှည့်သည် use used used using အသုံးပြုသည် visit visited visited visiting အလဲသွားသည် watch watched watched watching ကြည့်သည် want wanted wanted wanting အလိုရှိသည် walk walked walked walking လမ်းလျှောက်သည် water watered watered watering ရေလောင်းသည် wash washed washed washing စေကြောသည် walk walked walked walking အလုပ်လုပ်သည် wait waited waited waiting စောင့်သည် yawn yawned yawned yawning တန်းဝေသည် zip zipped zipped zipping ဒါကစစ်တွေပါပိတ်သည်เนาะအထီကခြေတို့ဒါကဘာလဲဆိုလို့ရှိရင် regular verb တွေပါ main verb ကိုမှာ regular verb တွေနောက်ထပ်ကိုကစပြီးတော့ irregular verb တွေပြောမယ်เนาะ awake awoke awoken awaken describe describe က sorry เนาะပါသွားတာပေါ့เนาะခုနအရှိမပါပြီးသား buy bought bought buying worthy bring brought brought bringing ယူဆောင်သည် become became become becoming ဖြစ်လာသည် be was were being being ဒါကဖြစ်သည်ပေါ့နော်ရှိသည်ဖြစ်သည် begin began began beginning စတင်သည် build built built building တည်ဆောက်သည် blow blew blown blowing မှုတ်သည် come came come coming လာသည် cut 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 cutting ဖြတ်တောက်သည် catch caught caught catching ဖမ်းသည် choose chose chosen choosing ရွေးချယ်သည် do did done doing ပြုလုပ်သည် drink drank drank drinking တောက်သည် draw drew drawn drawing ဆွဲသည် drive drove driven driving မောင်းသည် eat ate eaten eating စားသည် feed fed fed feeding အစာကျွေးသည် fall fell fallen falling ဒါပြုတ်ကြသည်เนาะတခုခုဒါမဲ့ဒီမှာအဲ့ဒီ for ကိုမှနောက်ကနေသူနဲ့တွဲတဲ့ phrasal verb တွေရှိရပေါ့เนาะအဲ့ဒီပေါ်ဒီမှာမူတည်ပြီးတော့ဒါပြောင်းလဲတယ်လောလောဆယ်ကဒါကလဲကြသည်ပေါ့เนาะပြုတ်ကြသည်လို့မှတ်ရင်ရတယ်ပေါ့เนาะအခု fly flew flown flying ပြန်တန်းသည် forget forgot forgotten forgetting ဒါကသတိမေ့သည်ပေါ့ fight fought fought fighting တိုက်ခိုက်သည် give gave given giving ပေးသည် grow grew grown growing ကြီးထွားသည် go went gone going သွားသည် get got gotten getting ရသည် have has had having သူကမှားရှိသည်เนาะကိုမှားရှိတယ်ဒါမျိုးပြောလို့ရပါတယ် hear heard hearing ကြသည် hide hid hidden hiding ပုံသည် hold held holding စုပ်ကိုင်သည် hurt hurting နာကျင်သည် keep kept keeping သိမ်းဆည်းသည် know knew knowing သိသည် leave left leaving ထွက်ခွာသည် lend lending သင်ယူသည် lead
led leading ဦးဆောင်သည် lend lent lend lending ချေးငှားသည် let letting ခွင့်ပြုသည် lose lost lost losing ပျောက်ဆုံးသည် make made making ပြုလုပ်သည် mean meant meaning အဓိပ္ပာယ်ရသည် meet met meeting တွေ့ဆုံသည် put putting ထားသည်ထည့်သည် pay paint pay ရင်ပေးသည်ဒါငွေတွေပါပေးချေတာကိုပြောတာနော် running ပြေးသည် read reading စာဖတ်သည် write wrote written writing စီးသည် ring ran ringing ဒါမြည်သည် sip swept sipping တပြက်စီလဲသည် sing sang singing တချင်းဆိုသည် say said saying ပြောသည် sending ပေးပို့သည် speak spoken speaking စကားပြောသည် set setting တဲခင်းသည် stand stood standing မတ်တရက်သည် sit sat sitting ထိုင်သည် swim swimming ရေကူးသည် sleep slept sleeping အိပ်သည် see saw seeing မြင်သည် spit spat spitting ထွေးသည် sell sold selling ရောင်းသည် show showed showing ပြသသည် shut shutting ပိတ်သည် tell told telling ပြောသည် take took taken ယူသည် teach taught teaching သင်ကြားသည် think thought thinking တွေးသည် throw thrown throwing ပြစ်သည် understand understood understanding နားလည်သည် wear wore worn wearing ဝတ်ဆင်သည် win won winning အနိုင်ရသည် write wrote written writing စာရေးသည် wake woke woken waking ဒါကနှိုးထားသည်ပေါ့နော် okay တကယ်တော့180ဖြစ်မှာပေါ့ခုနက describe ကတလုံးဘာဖြစ်သွားလဲဆိုတော့ထပ်သွားတာဆိုတော့လေနော် ကဲဒါဆိုရင်ဒီ verb တွေကိုတေချာရေးပြီးတော့မှတ်မယ်ပြီးရင်ဒီချဲပြောတာတွေကိုပြန်ပြီးတော့နားထောင်မယ်ပေါ့နော် okay thanks for your watching okay bye see you in the next video bye bye